မျက်ကြီးတဲ့ပဋ္ဌာဒေဝမနုဿာနာလို့ဂုံလူကြီးရထားတယ်ဆိုတာကကျွဲလို့သိပါပြီမှန်ပါပါပဋ္ဌာဒေဝမနုဿာနာဆိုတဲ့ဂုံလူကြီးကိုသူရထားတယ်နော်မှန်ပါပါဒေဝမနုဿာနာနတ်လူတို့ပဋ္ဌာစေဓမသဖွယ်ဆရာကြီးဖြစ်ပါပြီဆိုတော့ဘုရားခင်ကရုဏာကြီးရဓမ္မတွေစေဓမ္မဆရာကြီးလို့မှတ်ပါဘုရားရှင်ကရုဏာကြီးဓမ္မတွေပါပါလေစေဓမ္မဆရာကြီးတယောက်ပဲဆိုတာမှတ်နော်ဘယ်နဲ့ကြောင့်စေဓမ္မဆရာကြီးဖြစ်ရပါလိမ့်မလဲလို့ဓမ္မတွေကမဲလို့ရှိရင်ဓမ္မတွေကယောဂတွေရှိနေတယ်ဆိုတော့ကိုယ့်ဟာကိုယ်တော့မသိမသိတော့ဘုရားရှင်ကိုရမေကြီးကဘယ်ဒီကလာတော့ယောဂတွေပါလားကိလေသာယောဂတွေနဲ့သူတို့ကမူးရင်းနေကြပါလားဒီမှာမရကြနော်ကိလေသာယောဂတွေနဲ့မူးရင်းနေကြသာဟုတ်တာသာလို့ပြင်နေရတဲ့ကိလေသာယောဂသမီးဟုတ်တာသမီးလို့ပြင်နေတာကိလေသာယောဂကမူးယူပြီးအဝိဇ္ဇာနဲ့တဏှာမူးယူပြီးကြတာနေလို့သာဟုတ်တာသာလို့သမီးဟုတ်တာသမီးလို့ဘုံဟုတ်တာကိုယ်လို့ပြီးကြတာနေကြတယ်ဟောငါဘယ်လိုကုသရပါမလဲဆိုပြီးကြတာဘုရားခင်ကိုရမေကြီးကြီးဆရာဖြစ်နေရှိတယ်လို့မှတ်ရမယ်မှန်ပါဗျာဘုရားခင်ကိုရမေကြီးကြီးဓမ္မတို့ဒီနောက်မှာတတ္တဝါတွေဆရာလို့ဆိုတော့စာဓမ္မတွေနဲ့ကိလေသာယူတဏှာမှုဆိုတဲ့သာမုဒ္ဒါသာသမီးမုဒ္ဒါသမီးငါမုဒ္ဒါငါလို့ပြီးကြတာနေကြတဲ့တွေ့ဒါကသိသာမုဒ္ဒါသာလို့တော့ဒိဋ္ဌိဖြစ်တယ်မှန်ပါပါဒိဋ္ဌိယူဖြစ်တယ်သမီးမုဒ္ဒါသမီးလို့ပြန်တော့ဒိဋ္ဌိယူဖြစ်နေကြတယ်ဘုံငါမုဒ္ဒါငါလို့ပြန်တော့အဲ့ဒါဒိဋ္ဌိယူနေတဲ့ခါကျတော့ဓမ္မတွေမှတ်เสียကငါဒါလေးကငါပဲဆိုလို့ရှိရင်ငါဥစ္စာဆိုတဲ့တဏှာကနောက်ကလိုက်ဒိဋ္ဌိကငါတဏှာကငါဥစ္စာဒိဋ္ဌိကတဏှာကဒါရဲ့ဘုန်းကြီးတို့ဓမ္မတွေမှာဒီအနတ္တတရားကြီးနိစ္စတရားကြီးဒုက္ခတရားကြီးကိုပဲနေတခါကျွေးနာငါ့ဥစ္စာလုံးနေကြမှန်ပါဗျာယူတခါကျော်ရဲတက်ခတ်ပါတော့အနိစ္စဒုက္ခတရားကြီးကိုငါမဟုတ်တာငါတဲ့ငါဥစ္စာမဟုတ်တာငါဥစ္စာလုံးပြီးကြတာ